တိုင်းတစ်ပါးကနေမိဘကိုလွမ်းလာလို့အာပီလေးတစ်ပုတ်လောက်တယ်ဟုတ်ကဲ့ကိုတိုင်းတစ်ပါးကနေမိဘကိုလွမ်းလာတဲ့အခါအဲ့ဒီမိဘကိုလွမ်းတဲ့စိတ်နဲ့အလုတ်ကိုပို့ပြီးတော့ကြိုးစားလုပ်ပြလိုက်အလုတ်မှာပိုကောင်းအောင်လုပ်ပြလိုက်မိဘအတွက်ပတ်စံကိုပို့ပြီးစုပြလိုက်မြန်မာပြည်တော့မပြန်ကျင်တဲ့အကိုရေးမြန်မာပြည်မှာလူငယ်တွေအတွက်နေရာမရှိဘူးကသေကြတာတော့သေကန်ဤတွေပဲနေရာယူရတာဖယ်လည်းမပေးဘူးအခုချိန်မြန်မာပြည်ပြန်တော့လမ်းလေးကတန်းပြရပြီသားမှတ်တော့လမ်းလေးဘွားတော့ရောက်မှာမဟုတ်ဘူးအဲ့ဒါတကယ်ပြောတာသူများနိုင်ငံမှာကျွန်တော်တို့အစင်မပြေမှုတွေရှိတဲ့ဒုက္ခဒုက္ခတွေနဲ့ဒီကြားတဲ့ကိုလူမျိုးအချင်းချင်း100နဲ့လဲလှုပ်စားရင်စား200နဲ့လဲကြောင်တို့ကြရင်ချသခင်အားရကျွန်းပါဝါတဲ့ကောင်တွေကရှိသေးအဲ့တော့ကျွန်တော်တို့စိတ်ဆင်းရဲမှုတွေရှိမယ်ဝေဖန်တိုက်ခိုက်မှုတွေရှိမယ်အဲ့လိုဝေဖန်တိုက်ခိုက်မှုတွေရှိလာတဲ့အခါဘယ်တော့မှစိတ်ဓာတ်တော့မကြနဲ့စိတ်မပြတ်နဲ့စိတ်ဓာတ်ကြလာတဲ့အခါကောင်းငင်ကိုထွက်လိုက်ကောင်းငင်မှာခက်မြင့်မြင့်လေးမှာပြန်တန်းနေတဲ့ငှက်တကောင်လေကြမ်းကြမ်းတိုက်မှာကို तू မကြောက်ဘူးအဲ့တော့အကိုတို့ကျွန်တော်တို့ရီမန်းချက်ရှိတဲ့လူတွေကလည်းဝေဖန်တိုက်ခိုက်မှုတွေကိုကြောက်နေလို့တော့မရဘူး။အော်ယောက်ျားလေးပဲအကိုရက်တုံးတိုက်ကြားကြိုက်မာယူရဲ့ဆန်ရတော့မဟုတ်ဘူး။တစ်ခါလဲရင်တစ်ခါပြန်ထရဲတယ်ဆိုတဲ့တက်တိကိုတော့မွေးရမယ်။အောင်မြင်မှုဆိုတာဒုက္ခတွေကြားမှာပွင့်နေတဲ့ကြာပန်းတစ်ပွင့်လိုပဲ။ကြာပြူတစ်ပွင့်လိုပဲ။အဲ့လိုခက်ခဲပွင့်နေတဲ့အရာကိုခူးယူနိုင်တဲ့လူမှအောင်မြင်တာ။အဲ့တော့ဆရာဦးအောင်သိန်းပြောခဲ့သလိုပဲတန်ချောင်းတစ်ချောင်းနဲ့တစ်သားချောင်းလေးကိုရိုက်ထည့်လိုက်တိုင်းဆိုတစ်သားချောင်းလေးကိုတန်ချောင်းဝင်သွားတယ်ဘာကြောင့်ဝင်သွားလဲတစ်သားပြောတယ်တန်ချောင်းမာတယ်အဲ့တော့တန်ချောင်းနေဖို့တည်းတစ်သားနေရာဖယ်ပေးရတယ်အဲ့တော့လောကကြီးမှာမင်းမာသလားပြော့သလားမာတယ်ဆိုရင်နေရာရှိမယ်ပြော့တယ်ဆိုရင်တော့လောကကြီးရဲ့အထက်တန်းကိုမမျောပါနဲ့ဟိုလောကကြီးရဲ့အောက်ဆုံးတန်းကိုမျောပါအောက်ဆုံးတန်းမှာပဲရှိပါလိမ့်မယ်ပြော့တဲ့လူတွေအတွက်မြောင်းဆိုရင်ပြောရမယ်မြန်မာနိုင်ငံမြောင်းထဲမှာပဲရှိမယ်ဂျပန်လိုမြောင်းထဲမှာမရှိဘူးပြောညံ့တဲ့သူတွေအတွက်အဲ့တော့ငါမာကြောသလားပြောညံ့သလားအောင်မြင်မှုဆိုတာစရောလူရောပြောညံ့နေလို့တော့မရဘူးစရောလူရောပြောညံ့နေပြီဆိုရင်တော့သူများနောက်မှာပဲနေရတတ်တယ်ကျွန်တော်ကတော့စိတ်သက်ကြတိုင်းလက်ကလေးတွေပဲပြင်းမြင်တယ်ဘလို့မြင်လဲလက်ကလေးတွေလိမ့်မာကြီးတွေကသူတို့သားငယ်လေးတွေလိမ့်အပေါက်လေးတွေမပေါက်ခင်မှာဥရတယ်ဥဖို့အတွက်သူတို့ပင်လယ်ပြင်စွန့်ခွာပြီးဥသွားဥတယ်ကဲဆိုပါစို့ဥပြီးအဲ့ဒီဥလေးတွေဥပြီးတော့အပေါ်ကနေတဲလေးနဲ့ရက်ပြီးပြန်ဖုံးခဲ့သူတို့ကတော့ပင်လယ်ပြင်တော့ပြန်တယ်အဝေးကနေသူတို့မြစ်တာပို့တယ်အဲ့မှာမေးကမြစ်တာဆိုတာအဲ့လိတ်တွေကိုသွားကြည်ရင်းနဲ့သိနိုင်ကဲအချိန်တိုင်းလက်ကလေးတွေပေါက်ပြီးစပြီးတော့ရုံးထွက်ရပြီတဲတွေအပေါ်ဒါဘာမှမခက်သေးဘူးတဲတွေပေါ်ရုံးထွက်တော့တဲရီအပေါ်ရောက်တော့သူတို့စတင်ပြီးတော့သူတို့ပန်းနိုင်ပါလေသူတို့ပန်းနိုင်ဟိုကပင်လယ်ပြင်ကိုအရောက်သွားရမယ်အဲ့ဒါသူတို့ပန်းနိုင်မယ်သူတို့ပန်းနိုင်အောင်အရောက်သွားတော့မယ်လိတ်တွေအဲ့ဒီအရောက်သွားတဲ့အခါမှာအပေါ်ကသူတို့ချီမဲ့ငှက်တွေဆိုတာလည်းရှိသေးတယ်ချီပြီးစားတော့မှငှက်တွေကချောင်းနေတာရှိသေးတယ်တို့ပေမဲ့ဒီကောင်တွေကဘလောက်ထိသူတို့ရဲ့ရီမန်းချက်ကိုမာကြောလဲလာမင်းတပွဲမိမြင့်မမမှာကင်ထားလဲဆိုလို့ရှိရင်နောက်ကြောင်းပြန်လှည့်မယ်ဆိုတဲ့စိတ်လည်းမရှိဘူးငါအမေတူးပေးတဲ့ဂလိုင်းရင်းထဲမှာပဲနေမယ်ငါ့ကိုငှက်ဆွဲမှာကြောက်လို့ဆိုတာလည်းမရှိဘူးသူတို့ရီမန်းချက်ပင်လယ်ပြင်ကသူတို့အရောက်သွားတယ်ပင်လယ်ပြင်ထဲကိုရောက်သွားပြီအောင်မြင်သွားကြပြီအဲ့ဒီအောင်မြင်သွားတဲ့လူတွေထဲမှာမှတော်တဲ့လူကတကယ်အေယာမလိတ်ကြီးတွေဖြစ်သွားတယ်အဲ့တော့ကြိုးစားပါဝေဖန်တိုက်ခိုက်မှုတွေရှိလာပြီဆိုရင်တော့မှပဲလက်ကလေးကိုသင်ခန်းစာယူပါလက်ကလေးတွေသင်ခန်းစာယူပဲနေရာမှာမိဘမြစ်တာပို့ပြီးတော့ထဲ့ပါဘလို့လူတွေဘလို့ပဲကိုယ့်ဘောဝေဖန်တိုက်ခိုက်ပါစေမိဘမျက်နာပဲမြင်အောင်အဲ့ဒါအကိုလုံးဝအန်ရကင်းဘေးရှင်းတယ်မယုံမရှိနဲ့မှားရင်